ကျွန်တော်စောင်းနေနဲ့အင်ကြီးတွေနဲ့အဲ့ရခင်းနေပေါ့နော်သွားရှော့မလို့ပါဘယ်လိုရှော့ရမလဲဆိုတာလေးတစ်ချက်ပြပေးမယ်ကိုကိုရှေ့နော်ဒီလေးခုကရှော်ရဲဆက်က18 kg ရှော်လို့ရပါတော့18 kg လည်းအများကြီးရှော်ရကျန်တဲ့ဒီဘက်ကလေးခုကဒါ dry ပေါ့နော်6ကန်ချက်ပေါ့ဒီနေ့မကောင်အများကြီးရှော်ရတယ်ဒီမှာ30 kg ရှိပါတော့30 kg ရှော်လို့ရတာဒါဆိုတော့အများကြီးရှော်လို့ရပါတော့โอเคဒါဒီနေ့6ကန်ပါဆို6ကန်နဲ့စစ်ကတော့25 kg ဖြစ်6ကန်ရပါတော့ကျွေးစည်းထည့်ရမှာနော်ဒီကျွေးစည်းကဒီမှာထည့်ရပါအဲ့ဒါလေးပြရပါတော့ဒါဆက်ပြပါနော်အဲဆိုရင်ဒီအပြန်အောင်လေးတော့ wet shot ဆက်ပြအောင်ဒါဆိုရင် dryer ဒီအချောက်ခံတဲ့ထဲမှာထည့်အားလေးပေါ့နော်โอเคဘယ်လိုထည့်ရဆိုနားရအောင်1လေးပေါ့နော်အဲ့ဒီကိုဘယ်လိုထည့်ပြီးလှည့်ပေါ့နော်အဲ့ဒါကြာပြီပေါ့နော်ရပါပြီကိုလိုချင်တာထည့်လို့ရပါတော့ကိုကိုမဖြစ်လို့ရဒီစစ်တဲ့ကိုထည့်ရမှာဖြစ်ပါတယ်ဒါဝက်တယ်ဝက်ဒီပုံထည့်ပြီးသွားပြီခဏဝင်လာရဲ့ဆက်ပြလေးပေါ့ဒီမှာခုထည့်လိုက်ဒီပိတ်ဒီချက်ပေါ်နော်ပြီးရင်တော့ဝက်ထက်ရေထက်ပိတ်ပြီးရင်တော့အကျွေးစီးထက်ပြီးရင်စကတ်ကိုထည့်ရအောင်ကျွေးစီးကဒီမှာထည့်ရဘယ်ထည့်ရလဲ9000ထည့်အဲ့တော့ထည့်ပြီးသွားပြီဆိုရင်ဒီမှာရေအပူနဲ့ပေါ့နော်အဲ့နဲ့ပြီးရင်ဒီမှာ West Final Range Spin တော့အကုန်ပါတော့ကဲကျွေးသီးထည့်အားရလေးပေါ့နော်ရပါပြီအဲ့ဒီတော့အားလို့ဆရာမလို့ဒီ stack ကိုနှိပ်လိုက်ပါမယ်အဲ့ဆိုရင်စပြီးတော့ short ပေါ့နော်ကဲတော့ဘယ်နည်းမျိုးကြာလို့ဆိုရင်23မိနစ်ကြာပါမယ်။စောင့်ပါ23မိနစ်အေးစစ်စစ်ဒီမှာပေါ့ပြီးတော့အေးတော့ပြီးစောင့်နေရမှာ။ကဲရှော့လို့ပြီးသွားပြီဆိုရင်ဝက်တွေကိုထုတ်ပြီးတော့ဝိုင်ယာလေးကိုပြောင်းထည့်ရပါမယ်။အဲ့တော့ကျွန်တော်ချင်းတဲ့ဝက်တွေထည့်ပါမယ်။ရှော့လို့ပြီးသွားပြီဆိုရင်ရှော့ထားတဲ့ဝက်တွေကိုဒွိုင်ယာလေးကိုပြောင်းထည့်ရမှာပေါ့နော်။ကျွန်တော်ကတော့ဒွိုင်ယာလေးကိုဝက်တွေအားရပိုင်ရထည့်ပါတယ်။မွေးလေးပေါ့နော်အဲ့ဒီကိုပြစ်ထည့်ရွှေစီးထည့်အောင်လုပ်ပါတယ်။လာရွှေစီးက900ပါနော်။ဒါကြည့်တော့မတက်ပြီတော့ဒီကပါရဲဆိုဒီကိုအုံးဆိုတာကိုနှိပ်ရရင်ပေါ့နော်မနှိပ်လို့မရဘူးပေါ့မနှိပ်ဘူးဆိုရင်ဒီမိနစ်30တော့တက်မှာဒီ short ထားတဲ့အဝတ်တွေမချောက်တော့ဘဲဖြစ်သွားပါလိမ့်မယ်အဲ့တော့နှိမ့်မှရပါမယ်ကဲဝတ်တွေ6ပြီဆိုရင်အိတ်ထဲကိုထည့်ပြီးတော့ပြင်ပြန်လို့ရပါပြီ